အားလုံးပဲမင်္ဂလာပါ plan ဝင်ကောနဲ့ second phone ကန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မှာဒီနေ့တနေ့ကုန်တနေ့ကန်ငင်းဆော့ခြင်းတယ်เนาะအားလေဗတိခန္ဓာလေးမှာဗတိတောင်းတာလေးမှာလိုချင်တယ်ဆိုတော့ချစ်ကိုကြီးတော့ဖုန်းတစ်လုံးရောက်ထားတယ်ဒါလေးကဘာဖုန်းဖြစ်မလဲဆိုတော့တက်ကနိုကိုပါစစ်နေလို့ဒါအစ်စ်တော့မဟုတ်ဘူးเนาะဒါကတော့ second ပေါ့နော်ဒီသုံးလာတာတော့မကြသေးဘူးဘူးတွေခြားကြတွေပစ္စည်းအစုံပါမယ်ပြီးတော့ကျွန်တော်တို့ဈေးနှုန်းက9သိန်းကျော်9သိန်း5000နဲ့ရောင်းချပေးပြီ brand 8256ကပါမယ် battery 9000ပါမယ်33 watt fast charger လည်းပါမယ်120 120 Hz refresh rate လည်းပါမယ်တော့ gain zone မှာ ECC ပဲလုံးဝ set ကျွန်တော်တို့ဟန်းသွားတာလီးသွားတာထောက်သွားထက်သွားလုံးဝမရှိဘူးအဆင်ပြေပြေသုံးလို့ရမယ်ဈေးနှုန်းက9သိန်း5000အစ်စ်အာမခံလည်းအများကြီးကြံသေးတယ်ကျွန်တော် second အာမခံလည်းတစ်လပေးတယ် second အနေနဲ့ကဘယ်လိုအာမခံပေးလဲဆိုတော့တစ်လအတွင်းထဲမှာ battery မခံဘူးဖုန်းဆက်နဲ့ပတ်သက်ပြီးတော့ဟောပါတော့ကျွန်တော် error တက်တယ်ဟော wifi တို့ bluetooth တို့တခြားကျွန်တော်အားရှိပါလိမ့်နဲ့ power ပိတ်တယ်လို့ပါတော့ဘာညာတက error တက်တယ်ဆိုရင်တစ်လအတွင်းထဲမှာဆိုရင်ဝယ်ထားတဲ့ဈေးနဲ့တန်ဖိုးတူတာတစ်လုံးပြန်လဲပေးတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးဟိုကဒီ model တူတွေကရှိရမှာနော်ဒီ model တူတွေကလည်းမရှိဘူးဆိုလို့ရှိရင်တခြားဈေးနှုန်းတူတာတစ်ခုနဲ့အဆင်ပြေအောင်ပြန်လုပ်ပေးရဒီ model လေးကလေကျွန်တော်လက်ရှိရှိတဲ့9သိန်းဝန်းကျင်ဖုန်းထဲမှာလေ specification တော်တော်လေးစုံတယ် battery ကတော့တော်တော်လေးကိုကြိုက်တယ် battery 9000ပါတယ်ဗျာကျွန်တော်တို့33 watt fast charger ရင်းနဲ့ဗျာတနေ့ကုန်ဂိမ်းဆော့ battery အားရမှာ battery မခံသေးဘူးလားပြန်အားသွင်းလိုက်အောင်ခဏလေးနဲ့ပြည်ဈေးရလဲဒါအိမ်မမြောက်အစ်စ်ကတော့ဗျာနော်9သိန်းခွဲဝန်းကျင်ရှိတယ် second ဆိုလို့ရှိရင်ဒါလေး9သိန်းခွဲနဲ့ရမယ်အစ်စ် warranty လဲကြံလို့ second ကျွန်တော်တို့ play အာမခံလဲတစ်လပါဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်0985လုံး682 0954392131တို့ကိုဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်အယောင်းဝယ်လဲတနေရာထဲမှာအစုံရကျေးဇူးပါ